အားလုံးပဲမင်္ဂလာပါဒီနေ့တော့ချွတ်ချိုးအီအီနဲ့မှုန့်မှုန့်ထိုးမောင်လေးကိုလှုပ်ရှားပြတာဖြစ်တဲ့အတွက်အားလုံးကိုလိုက်လှုပ်ရှားလို့ရအောင်မျှဝေထားပါတယ်အခုလိုအိမ်မှာကိုယ်တိုင်လှုပ်ရှားခြင်းအဖြစ်ဒါထိုးမောင်လက်လက်ဆက်ဆက်လေးလည်းစားလို့ရပါတယ်အာဟာရလည်းဖြစ်တယ်ပေါ့နော်ဘေးကူပတ်ဖြစ်စေတဲ့ဆေးဝါးတွေလည်း30ရမလို့ကြာရှည်ခံတော့ပါတော့ပေါ့နော်ပြီးလို့ဆိုရင်အကုန်အကျလည်းလုံးဝတက်တာပါတယ်ဟုတ်ကဲ့ခုလိုထုံးမုံလှုပ်ရှားမယ်ဆိုရင်တော့ထုံးမုံရဲ့အဓိကပါဝင်ပစ္စည်းဖြစ်တဲ့အုံသီးကိုကြောပါမယ်။အုံသီးကိုအခုလို golden brown color ရအောင်ကြောပြီးသွားတဲ့ခါကျရင်ဆယ်ထားမယ်ပေါ့နော်ပြီးလို့ရှိရင်ကောက်ညင်းဆန်၄ခွက်တကြားကတစ်ခွက်ခွဲစားအနှင်းငယ်ပြီးရင်စီရထမင်းစားစုံ၄စွန်းနဲ့ရေကကောက်ညင်းဆန်နဲ့ညီမျှတော့၄ခွက်ထည့်ပါတယ်။ထည့်ပြီးတော့ရင်ခုလိုအရသာနှက်ဆက်အောင်မှုေးပေးပါမယ်မှုေးပြီးသွားတဲ့အခါကျရင်သူ့ကိုမီးအေးနဲ့စီအနှဲငယ်နဲ့တဲဦးထဲမှာထည့်ပြီးတော့ထုံးမုံထိုးမယ်ပေါ့နော်ထုံးမုံဆိုတဲ့အတိုင်းသူကတော့အဆက်မပြတ်မှုေးပေးရပါတယ်ပြီးရင်တော့ဘတ်တာအနှဲငယ်ဘတ်တာထမင်းစားစုံတစ်စုံပေါ့နော်ထည့်ပါတယ်ရှိရင်လည်းထည့်ပါမရှိရင်လည်းထည့်စရာမလိုပါဘူးထုံးမုံဆိုတဲ့အတိုင်းသူကတော့နိုင်ထိုးပေးရပါတယ်ပြီးရင်တော့ကိုထက်ခြင်းနဲ့တပြည့်တီးကြောက်တီးဟိုစီးနဲ့စနှုံးဝါကြော်ထားတဲ့အုံစံကြော်လေးတွေကိုထည့်ပါမယ်ထည့်ပြီးတော့ဆက်ပြီးတော့ထိုးပေးပါမယ်အကုန်လုံး ingredient အနေနဲ့မုံနဲ့တသားလေးကျသွားပြီဆိုရင်တော့သူကစားလို့ရတဲ့အနေအထားရောက်ပြီပေါ့နော်အခုလိုမျိုးလေးဖြစ်သွားပြီဆိုရင်တော့သူ့ကိုဘန်းတစ်ပန်းနဲ့မစီလေးတုပ်ပြီးတော့ဘန်းတစ်ပန်းနဲ့မထည့်ပြီးသွားရင်ဆောင်းတော့ထည့်ထားကြောထားတဲ့အုံစံကြောအပေါ်အဖြိုးပြီးသွားရင်အရသာရှိတုံဆောင်လို့ရပါပြီဟုတ်ကဲ့ကျေးဇူးတင်ပါတယ်